မိပြချိန်တွေမှာတော့လုပ်ငန်းခွင်မနှောင့်နှေးရအောင် SCT ရဲ့ယုံကြည်စိတ်ချရတဲ့ Afraid Service အထူးဝန်ဆောင်မှုလေးကိုကြည့်ရှုလိုက်အောင်ရှင်။တာစီမျိုးနယ်မှာရှိတဲ့ထေဝါခန့်ညားလာတဲ့ဗန်လုပ်ငန်းခွင်ကြီးတစ်ခုမှဆိုရင်တော့ customer တွေရဲ့လုပ်ငန်းလက်ပတ်မှုတွေတစုံတရာမထိခိုက်ရလေအောင်မိပြတာနဲ့ရပ်တန့်သွားတာမျိုးမရှိဘဲနဲ့အမြဲတမ်းစိတ်အေးချမ်းမြေ့စွာလက်ပတ်နိုင်မှုအတွက် SCT ရဲ့ကျွမ်းကျင်ပညာရှင်အင်ဂျင်နီယာအဖွဲ့သားတွေကကိုယ်တိုင်တောက်ရောက်ပြီးတော့ Afraid Service များကိုစနစ်တကျနဲ့အထူးပြုဆိုင်ဆောင်ရွက်ပေးရရှိနေပါပြီရှင်။ယခုဗန်လုပ်ငန်းခွင်ကြီးမှာတက်ဆင်အသုံးပြုထားတဲ့ဆိုလာစနစ်ကတော့အရေးသိမြင့်မာပြီးတော့ဆက်ဆောင်ရဲ့အလွန်ကောင်းမွန်တဲ့ပစ္စည်းကိရိယာများကိုအသုံးပြုထားတာပဲဖြစ်ပါရဲ့ရှင်။30 kW hybrid inverter 51.2 volt 200 ampere battery 6 လုံး solar panel 60 ချက်ကိုတက်ဆင်အသုံးပြုထားပဲဖြစ်ပါရဲ့ရှင်။ပစ္စည်းတက်ဆင်ပြီးတာနဲ့လက်လွတ်လိုက်တာမျိုးလုံးဝမရှိပါဘူးရှင်။ဆိုလာနဲ့ပတ်သက်လာရင်ပစ္စည်းကောင်းတွေမခုတ်ပဲတက်ဆင်ပြီးနောက်ပိုင်းရရှိမဲ့ Afraid Service ကအင်မတန်မှအရေးကြီးပါရဲ့ရှင်။ customer တွေအိမ်မှာဖြစ်ဖြစ်ကုမ္ပဏီစက်ရုံအလုပ်ရုံနဲ့လုပ်ငန်းခွင်တွေမှာဖြစ်ဖြစ်မိအလုပ်အေးဆေးရရှိနိုင်မှုလျှက်စစ်မီအဆင်မပြေမှုတွေကြောင့်လုပ်ငန်းတွေမနှောင့်နှေးရအောင် SCT ရဲ့အဖွဲ့သားတွေကအချိန်ကြီးတစ်ပြေးညီကွင်းစင်းစစ်ဆေးပေးခြင်းဘက်ထရီနဲ့ inverter စောင့်ဆောင်ရည်များကိုပုံမှန်စစ်ဆေးထိန်းသိမ်းပေးခြင်းတို့စိတ်ရှည်လက်ရှိနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လုပ်ဆောင်ပေးနေရဖြစ်ပါရဲ့ရှင်။ရေရှည်တည်တတ်မဲ့စွမ်းရည်စနစ်တစ်ခုကိုတိစောက်လိုလဲဆိုရင်တော့ SCT ကိုသာယုံကြည်မှုအပြည့်နဲ့ဆက်သွယ်လိုက်ပါတော့ရှင်။